နာမည်ကို found နေဖြစ်တဲ့အခါမှာတိတိကျကျမမှန်ကန်ကန်မထည့်ဘူးဆိုလို့ရှိရင်ပြဿနာတွေဖြစ်လာနိုင်ပါတယ်ဒီအမားလေးကတေးလေးလို့ထင်ရပေမဲ့လည်းတကယ်အရေးကြီးရဲ့ပြဿနာတစ်ခုဖြစ်လာနိုင်ပါတယ်အဲဒါကြောင့်မလို့ CC3 ပေးချင်တဲ့ကိုယ့်ရဲ့နာမည်ကိုဘေး found ပဲဖြစ်ဖြစ်နာမည်တစ်လုံးနဲ့ကိုမမှန်ကန်ကန်တိတိကျကျလေးသုံးပေးပါဥမာအပြင်တင်းရဲ့နာမည်ကဝင်းဆန္ဒပဲထားကြပါတော့ကိုယ့်ရဲ့ passport ထဲမှာကြတော့ဝင်းဆန္ဒဆိုပြီးနာမည်ကအတိအကျဖြစ်နေတယ်ဒါပေမဲ့လည်းကိုယ့်ရဲ့ web permit မှာကြတော့ဆန္ဒဆိုပြီးတော့တစ်လုံးနဲ့ပဲပါလာတယ်ပေါ့နော်အဲ့ဒါဆိုရင်ကိုကတော့ဘာမှဖြစ်ဘူးတကယ်ချင်းတွေကလည်းဆန္ဒလို့ပဲခေါ်တာဆိုပြီးတော့နားလည်ပေးလို့ရပါမယ်လေထိုင်းမှာဘဏ်အကောင့်ဖွင့်တဲ့အခါတို့စမီတန်မှာချင်းငွေလျှောက်တဲ့အခါတို့မှာဆိုလို့ရှိရင်နာမည်တွေကစားဆန်နေတစ်ခုနဲ့တစ်ခုမတူဘူးဆိုလို့ရှိရင်ပြဿနာတွေဖြစ်လာနိုင်တယ်နောက်ဆုံးအဆိုးဆုံးဘာတိဖြစ်လာနိုင်လဲဆိုလို့ရှိရင်ကိုလျှောက်တာကိုအပယ်ခံရတဲ့အထိဖြစ်လာနိုင်ပါတယ်အဲဒါကြောင့်မို့လို့ဒီကိစ္စပေါ်တတိတော့မဟုတ်ဘူးเนาะကိုယ့်ရဲ့နာမည်ကိုစားဆန်တဲ့ဘေးစားဆန်တဲ့မှာမစိုးတိတိကျကျမှန်ကန်ဖြစ်ဖို့အတွက်အရေးကြီးပါတယ်ကဲလို့ founder ကိုကိုယ်တိုင်မဖြစ်ဘူးဆိုလို့ရှိရင်လည်းသူများကိုဖြစ်ခိုင်းနေဆိုရင်သေချာလေးနာမည်ကမှန်လားဆိုတာကိုစစ်ဆေးခိုင်းပါစစ်ဆေးပါပေါ့เนาะကိုယ်တိုင်အဲ့တော့ဒါအရေးကြီးရနော် okay